ကျွန်တော်တို့ smart money concept နဲ့ trading လုပ်ရင် liquidity ဆိုတာကိုနည်းနည်းနားလည်ထားဖို့လိုပါတယ်နော် liquidity ဆိုတာဘာလဲဆိုတော့ဈေးတန်းတစ်ခုမှာပေါ့လေနော်ရောင်းဖို့ဝယ်ဖို့ PC ပမာဏဘယ်လောက်ရှိလဲဆိုတာကို liquidity လို့ခေါ်ပါဆိုတော့အဲ့ဒီဈေးတန်းတစ်ခုမှာရောင်းဖို့ဝယ်ဖို့ PC တွေအများကြီးရှိရင်အဲ့လို market မျိုးကိုကျွန်တော်တို့ liquid ဖြစ်တဲ့ market လို့ခေါ်တယ်နော်အဲ့ဒီဈေးတန်းတစ်ခုမှာရောင်းဖို့ဝယ်ဖို့ PC ပမာဏတွေအများကြီးမရှိရင်အဲ့လို market မျိုးကိုကျွန်တော်တို့ illiquid market လို့ခေါ်ပါနော် liquidity တွေအများကြီးမရှိတဲ့ market ပေါ့လေနော်ပြီးတော့ကျွန်တော်တို့ဒီဈေးတန်းကြည့်ပါနော် go ဆိုပါတော့နော်4300မှာ lot ပေါင်း1000ကျွန်တော်တို့ရောင်းဖို့ရှိတယ်နော်301မှာ1000 302မှာ1000 303မှာ1000ဒီတော့ဒီ market ကိုဒီဘက်က market နဲ့ compare လုပ်လိုက်နှိုင်းရင်ကြည့်ဒီဘက်က market မှာကြတော့ကျွန်တော်4300မှာ lot 100ပဲရှိတယ်4301မှာ50ရှိတယ်302မှာ50 303မှာ50ဒီတော့ဒီနှစ်ခုကိုနှိုင်းရင်ကြည့်ရင်ဒီဘက်က market ကကျွန်တော်တို့ကြောင်းဖို့တင်ထားတဲ့ order တွေအများကြီးရှိတဲ့အတွက်ဒါ liquid ဖြစ်တဲ့ market ဒီဘက်က market ကြတော့ကြောင်းဖို့တင်ထားတဲ့ order တွေဈေးတန်းတိုင်းမှာနေတဲ့အတွက် liquid မဖြစ်တဲ့ illiquid market ပေါ့နော်ဒီတော့ liquid ဖြစ်တဲ့ market နဲ့ illiquid market ဖြစ်တဲ့ market ကိုကျွန်တော်တို့ဘယ်သူတွေကစိတ်ဝင်စားလဲဆိုတော့ market maker တွေပါကျွန်တော်တို့ကဗျာtrade လုပ်တဲ့အခါ1 lot 2 lot အများဆုံးပေါ့နော်ကျွန်တော်ဆို1 lot လဲ trade မလုပ်ပါဘူးဒီတော့အဲ့ဒီကျွန်တော်တို့ market maker တွေကြတော့ကျွန်တော်တို့ lot ပေါင်းများစွာ trade လုပ်တာဒီတော့သူတို့ကကြောင်းကျင်ဝေကျင်တဲ့အခါ liquid ဖြစ်တဲ့ market ကိုပို့ပြီးစိတ်ဝင်စားတယ်နော်ဥပမာသူတို့ lot 1000ဝယ်ခြင်းတယ်ဆိုပါတော့ဒီ market မျိုးကိုဝင်လာလို့4300တက်မှာသူတို့ lot 1000ဝယ်လိုက်ရင်သူတို့ဝယ်ခြင်းတဲ့ lot အလုံးအလောက်ရတယ်သူတို့ဝယ်လို့ဈေးတက်မသွားဘူးပေါ့နော်သူတို့နောက်ကဝယ်လာတဲ့လူရှိလာမှပဲကျွန်တော်တို့4300နဲ့$1ကိုရောက်သွားမယ်ဒါက liquid ဖြစ်တဲ့ market မို့လို့ဒီ market ကိုကြည့်လိုက်ပါဒီဘက်က market ကြတော့ကျွန်တော်တို့သူသာ4300တန်းမှာlot ပေါင်း1000လာဝယ်ရင်သူဘယ်လောက်ရမလဲဆိုတော့ lot 100ပဲဝယ်လို့ရမယ်ကြံတဲ့ဟာတွေကိုကြံတဲ့ဈေးတန်းတွေမှာလိုက်ဝယ်ရမယ်ဆိုတော့သူ lot ပေါင်း1000ဝယ်တာနဲ့ဈေးကအပေါ်ကိုမြောက်တက်သွားလိမ့်မယ်ဒီတော့အဲ့ဒီ market maker တွေကကျွန်တော်တို့ liquid မဖြစ်တဲ့ market ကိုစိတ်ဝင်စားဘူးသူတို့အကြောင်းဝယ်လုပ်ကျင်တဲ့အခါကျွန်တော်တို့ liquid ဖြစ်တဲ့ market ကိုပဲရွေးချယ်ပြီးအဲ့နေရာတွေမှာကြောင်းဖို့ဝယ်ဖို့စ조사ပါနော် liquidity တွေအများကြီးရှိတဲ့နေရာများသောအားဖြင့်ကျွန်တော်တို့ရဲ့ stop loss တွေကျွန်တော်တို့ retail trader တွေရဲ့ stop loss တွေကliquidity တွေဖြစ်ပါတယ်အဲ့ဒါကြောင့်အဲ့ဒီ stop loss တွေရှိတဲ့နေရာတွေကို market maker တွေကများသောအားဖြင့်ကျွန်တော်တို့ကိုရှာဖွေပြီးတော့သူတို့ဝယ်လဲရှိတယ် market ကိုလည်းအဲ့ဒီ stop loss ရှိတဲ့နေရာတွေretail trader တွေရဲ့ stop loss ရှိတဲ့နေရာတွေကိုမောင်းနှင်ပြီးတော့သူတို့အဲ့ဒီနေရာမှာကျွန်တော်တို့ကိုရဲ့ stop loss တွေကိုကြောင်းဖို့ဝယ်ဖို့စ조사တာနော်အဲ့ဒါကိုကျွန်တော်တို့stock hunt လို့လည်းခေါ်တာပေါ့လေနော်ဒီတော့ကျွန်တော်တို့ကအဲ့ဒီ liquidity တွေအများကြီးရှိတဲ့နေရာတွေကိုtechnical analysis နဲ့ကြည့်မယ်ဆိုရင်ဘယ်နေရာတွေမှာရှိတတ်လဲဆိုတော့များသောအားဖြင့်retail တွေရဲ့stop loss တွေကswing low swing high တို့လိုနေရာမျိုးမှာရှိတတ်ပါတယ်။ကြောအဲ့ဒါအကြောင်းကျွန်တော်တို့ရဲ့ဒီဟာတွေပေါ့လေနော် market maker တွေကအဲ့လို swing low swing high တွေရှိတဲ့နေရာထိ price ကိုမောင်းနှင်ပြီးတော့ကျွန်တော်တို့ကိုလှည့်စားလေရှိပါတယ်။နော်အဲ့ဒါကို manipulation လို့လည်းခေါ်ပါ။နော်ဘဟုတုတပါ။ကျေးဇူးတင်ပါ